ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဒီနေ့ဒီ ICNCC ချင်းဂျာကာလာချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ဒီထောင်ချင်းနှစ်9 နှစ်ပြည့်အခမ်းအနားကိုကြွားရောက်လာကြတဲ့ခေါင်းဆောင်ကြီးများသက်ဆိုင်ရာနေပြည်အသီးသီးကသက်ဆိုင်သူတွေအားလုံးအပါအဝင်ဒီဆုံးအခမ်းအနားတွေကိုကြွားရောက်လာကြတဲ့လူတွေအပြင်ဒီဆုံးကိုနားထောင်နေကြတဲ့သူတွေအားလုံးဟိုဂါရဝပြုပါတယ်လို့ပြီးတော့ဒီအားလုံးသောဒီပြည်သူပြည်သားအပေါင်းလည်းနေတာလီစွာနေ့ရက်တည်းကိုစိတ်လုံခြုံစွာနဲ့ပိုင်ဆိုင်ခွင့်ရရှိကြောင်းနိုင်ပါကြောင်းကိုလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီ ICNCC ဂျာကာလာချင်းမျိုးသားအတိုင်ပင်ခံတည်ထောင်ခြင်း9 နှစ်ပြည့်အခမ်းအနားသို့ကျွန်တော်တို့ဒီ ULA ဥက္ကဋ္ဌကိုဖိတ်ခဲ့ပါတယ်သို့တော့ကျွန်တော်ဥက္ကဋ္ဌအနေနဲ့ဒီတခြားအကြောင်းအရာကိစ္စလေးတစ်ခုနဲ့အချိန်တိုက်ဆိုင်နေတဲ့အတွက်ကြောင့်ဒီအခမ်းအနားကိုကိုယ်တိုင်မတက်ရောက်နိုင်ပေမဲ့ကျွန်တော်ကိုအဖွဲ့ချုပ်အနေနဲ့ရောဥက္ကဋ္ဌကိုစားရတဲ့ကိုစားအနေနဲ့တက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်ဥက္ကဋ္ဌလူကိုယ်တိုင်မတက်ရောက်နိုင်တဲ့အပေါ်ကိုလည်းဒီဖိတ်ကြားပေးတဲ့လူတွေအနေနဲ့လည်းနားလည်ပေးစေလိုပါတယ်ကျွန်တော်ဥက္ကဋ္ဌအနေနဲ့မှာလိုက်တာကတော့ဒီမှာရှိတဲ့လူကြီးမင်းတို့ဒီကောင်းဆောင်တွေအနေနဲ့အားလုံးကြမ်းကြမ်းမာမာနဲ့အဲလုံခြုံရေးကင်းကြပါစေလုပ်ငန်းတွေတိုးတက်အောင်မြင်ကြပါစေလို့လည်းသူ့အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်အနေနဲ့ထပ်ပြီးမှဆုတောင်းစကားပြောရမယ်ဆိုရင်ဒီအများစုဒီမှာရှိတဲ့ချင်းမျိုးသားတွေအများစုကတော့ဒီကျွန်တော်တို့ခရစ်ယာန်ပုဂ္ဂိုလ်တွေဆိုတော့ဘုရားသခင်ကောင်းရှိများများပေးပါစေပြီးရင်ဒီ ICNCC ဒီလုပ်ငန်းတွေနဲ့အများကြီးတိုးတက်အောင်မြင်ပါစေလို့ကျွန်တော်အနေနဲ့ထပ်ပြီးမှပဲဆုတောင်းပေးလိုက်ပါတယ်ဒီ ICNCC လို့သိတဲ့ဒီချင်းဂျာကာလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီဆိုတာဒီရှင်းပြည်သူလူထုနဲ့ရှင်းလူမျိုးတွေကိုစားနိုင်ငံရေးလုပ်ငန်းတွေမှာဦးစီးဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်ပြီးမှဖွဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဒီအဖွဲ့အစည်းဟာကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာဆိုတော့ဒီဘောနော်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအဲ့မှာပေါ်လာတဲ့အဖွဲ့အစည်းဖြစ်တဲ့အလျောက်အခုဆိုရင်ဒီ2026ခုနှစ်ဧပြီလ23ရက်နေ့ဆိုလို့ရှိရင်ဒီ ICNCC ဖွဲ့စည်းတာ9 နှစ်ပြည့်ခဲ့ပြီဆိုတာကိုသိရတယ်ဆိုတော့အခုလိုမျိုး9 နှစ်တာကာလအတွင်းမှာဒီ ICNCC ရဲ့ဒီဖြတ်သန်းမှုအပေါ်မှာကျွန်တော်တို့အဖွဲ့အနေနဲ့ရောကျွန်တော်အနေနဲ့ရောအများကြီးဝမ်းမြောက်ဂုဏ်ယူမှုပါကြောင်းကိုလည်းထားပြီးမှပဲပြောလိုပါတယ်အခုလိုမျိုးဒီဒေါ်လာရေး9 နှစ်တာကာလကို ICNCC နဲ့ဖြတ်သန်းပြီးတဲ့အချိန်မှာသူ့အနေနဲ့9 နှစ်တာကာလအတွင်းမှာရရှိခဲ့တဲ့အတွေ့အကြုံဟာဒီရှင်းပြည်နဲ့ချင်းမျိုးသားတွေရှင်းလူမျိုးတွေရဲ့ဒေါ်လာရေးခရီးအမျိုးသားလွှမ်းမြောက်ရေးအမျိုးသားဓာတ်တူရေးတိုက်ပွဲတွေနဲ့ဒီ ICNCC အဖွဲ့အစည်းရဲ့ရည်မှန်းချက်တွေအကောင့်ထဲပေါ်လာနိုင်ဖို့အတွက်တတောင်းတနေရာကအထောက်အကူပြုလိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်ပါတယ် ICC NCC မှာပါဝင်နေတဲ့အဖွဲ့တွေကိုကြည့်မယ်ဆိုရင်လည်းဒီ ICNCC ဟာရှင်းပြည်နဲ့ချင်းအမျိုးသားအများစုကိုအတိုင်းအတာတစ်ခုထိလွှမ်းခြုံတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့လည်းအကောင့်မြင်တဲ့မှတ်ချက်ပြုလိုပါတယ်နောက်ပြီးတော့ဒီ ICNCC ရဲ့ထုတ်ပြန်ချက်ဒီတချို့ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီထုတ်ပြန်ချက်တွေထဲမှာရှင်းမျိုးသားတွေရဲ့ယုံကြည်မှုခပ်ပြင်းပြင်းလေးနဲ့ရှင်းပြည်သူလူထုအတွက်ဖြစ်တဲ့အခြေအနေတွေလုံးဝဖြစ်ရမယ့်အခြေအနေတွေကိုစူးပေါင်းပြီးမှပဲထုတ်ပြန်ထားတွေကိုတွေ့ရတဲ့အတွက်ကြောင့်လည်းဒါဟာခိုင်မာတဲ့ကောင်းမွန်တဲ့ထုတ်ပြန်ချက်တွေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ဒီချင်းလူမျိုးတွေနဲ့ကျွန်တော်တို့ကအင်ဒီနာရှင်မိတ်ဆွေကောင်းတွေဖြစ်တဲ့အတွက်ကြောင့်ချင်းပြည်သူလူထုတရားလုံးနဲ့သက်ဆိုင်တဲ့အားလုံးကိုလွှမ်းခြုံနိုင်တဲ့အဖွဲ့အစည်းတစ်ခုအစိုးရတရားဖြစ်လာဖို့ကို ICNCC အနေနဲ့ကြိုးပမ်းဆောင်ရွက်နေတာကိုလည်းကျွန်တော်တို့အနေနဲ့ဝမ်းမြောက်စွာကြိုဆိုရင်းဒီထဲမှာပါဝင်နေကြတဲ့လူတွေတယောက်ချင်းစီရဲ့ကြိုးပမ်းအထောက်မှုတွေကိုလည်းအတိအမှပြုပြီးမှပဲဒီထက်ပိုပြီးမှကြိုးပမ်းအထောက်ကြပါလို့တိုက်တွန်းစကားရောအားပေးစကားရောပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့ဖိတ်တဲ့အချိန်မှာတော့ဘုန်းတော် ULA အနေနဲ့အားပေးစကားတော့ခွန်အားပေးစကားပြောကြပေးပါဆိုတော့ခေါင်းစဉ်နဲ့ဖိတ်လာတော့ကျွန်တော်အနေနဲ့လည်းဒီမှာရှိတဲ့ICNCC မှာ
ဆောင်ရွက်နေတဲ့လူတွေကိုအပိစကားပြောလိုတာကဒီလက်ရှိအချိန်ဟာကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာဆိုတော့အလုံးသိကြတဲ့အချိန်ကာလအလုံးသိကြပြီးသားလေးဖြစ်ပါတယ်ဒီနယူးဒေါ်လာရင်းနဲ့စမယ်ဆိုရင်တော့9နှစ်တာကာလအဲ့ဒီမနယူးဒေါ်လာရင်းမတိုင်ခင်ဆိုရင်လည်းနှစ်ပေါင်း30 20ကျော်ကဒီဒေါ်လာရင်းခရီးချမ်းကိုဖြတ်သန်းနေရတဲ့အချိန်ကာလတွေဖြစ်ပါတယ်အခုကတော့ဒီထဲမှာပါတဲ့လူတွေအများစုကတော့နယူးဒေါ်လာရင်းဘုံပြုပြီးမှအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့နဲ့ဒီဆက်ဆက်ခဲ့တဲ့မိတ်ဆွေတွေအဖွဲ့အစည်းတွေဖြစ်တယ်ဆိုတော့ဒီဂျက်ဒီ9နှစ်တာကာလနောက်ပိုင်းမှာဘာလို့ဒီဖက်စစ်အကြံဖက်စစ်တပ်အနေနဲ့အာဏာသိမ်းခဲ့တဲ့ကျွန်တော်တို့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အချက်တစ်ခုလေးဖြစ်ခဲ့ပါတယ်အခွင့်အရေးတစ်ခုလေးဖြစ်ခဲ့ပါတယ်ဒီ9နှစ်အာဏာသိမ်းတဲ့ဟာဆိုတော့ဒီလိုမျိုးအခွင့်အရေးရတဲ့အချိန်မှာဒီအခွင့်အရေးတွေကိုကျွန်တော်တို့အပါအဝင်ဒီမှာရှိတဲ့ဒီသက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့လည်းအထူးသဖြင့်နာမည်မတူကြပေမဲ့ကျွန်တော်တို့အားလုံးဟာတော်လှန်ရေးဆိုတဲ့ခေါင်းစဉ်တူခုနဲ့တူဘုံကြီးမှန်းချက်တူညီတဲ့အဖွဲ့အစည်းတွေအများစုဖြစ်ကြပါတယ်အဲ့ဒါကြောင့်ဒီနေ့အထူးသဖြင့်တော့ဒီနေ့ကဒီ ICNCC ရဲ့9နှစ်ပြည့်အခမ်းအနားဆိုတော့ကျွန်တော် ICNCC ကိုပဲဥတီပြီးမှupdate ကပြောလိုတာကကျွန်တော်တို့ဟာဒီနေ့ဒီချိန်ခါမှာကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာပါဝင်နေကြတဲ့လူတယောက်ချင်းစီကိုယ့်ရဲ့စုဖွဲ့မှုတွေကိုပို့ပြီးမှကြည်ကြည်လေးလေးနဲ့စူးစူးစီးစီးနဲ့ဒီယုံကြည်ချက်အပြည့်အာမန်အပြည့်ဒီနဲ့ဒီခွန်အားအပြည့်တွေနဲ့လုံလဝရိယအပြည့်တွေနဲ့အလုံးလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပြင်းထန်တဲ့တန်ဋိဌာန်ကိုဘယ်သူမှလည်းတားဆီးလို့ရနိုင်မှာမဟုတ်ဘူးအဲကြောင့်လုံသိလုံထိတ်တဲ့အရာတွေကိုလုံသိလုံထိတ်တဲ့အချိန်မှာကျွန်တော်တို့အားလုံးဝိုင်းပြီးလုပ်လို့ရတဲ့အလုပ်တွေကိုဝိုင်းလို့လုပ်တယ်လို့တယောက်ချင်းစီတစ်ဖွဲ့ချင်းစီနဲ့လုပ်လို့ရတဲ့ဟာတွေကိုလည်းဆက်လို့လုပ်ကြပါဆိုတဲ့ဟာမျိုးကိုလည်းအားပေးစကားပြောလိုပါတယ်။ဒါပြိုင်တဲ့ထဲမှာဒီလွန်ခဲ့တဲ့တစ်နှစ်မှာတော့ကျွန်တော်တို့ကဒီရှမ်းမြောက်စစ်စင်အပါဝင်ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ဒီထိုးစစ်ကြီးတွေကိုလုပ်ခဲ့ကြတဲ့အတွက်ကြောင့်ဒါဟာလည်းတော်လှန်ရေးနယူးတော်လှန်ရေးနဲ့တူပေါ်လာတဲ့အခွင့်အရေးကိုကျွန်တော်တို့ ERO တွေကအမိအရနဲ့အခွင့်အရေးကိုရယူနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီတော်လှန်ရေးအောင်ပွဲအစည်းအဝေးတွေကိုတပွေးချင်းတာမကဒီသူနဲ့သက်ဆိုင်တဲ့ဒီဆက်ဆက်တဲ့လူတွေအားလုံးလည်းသူ့အတိုင်းအတာနဲ့သူအောင်မြင်မှုရရှိခဲ့ပါတယ်ဆိုတော့ဒီအောင်မြင်မှုတွေအပြင်တခြားအားလုံးမျှော်မှန်းထားတဲ့ဒီဒေါ်လာရေးဒေါ်လာနေမီကလူတွေအားလုံးမျှော်မှန်းထားတဲ့မျှော်မှန်းချက်တွေရောက်ဖို့အတွက်ကတော့ကျွန်တော်တို့ဆက်လက်ကြိုးစားရပါဦးမယ်ဆိုတော့ဒီချိန်ခါမှာဒီလိုမျိုးအခွင့်အရေးဆိုတာဘောနော်အခွင့်အရေးဆိုတာဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကြတော့အရင်တော့ဆိုရင်ဒီဗမာကတော်လှန်တဲ့ပုံစံမျိုးကရှိခဲ့ပေမဲ့သိပြီးမှမရှိခဲ့ဘူးအခုကြတော့ဒီမြန်မာဘောနော်ဟရင်ဒီစစ်အာဏာရှင်ပေါ့စစ်အာဏာရှင်ကိုတော်လှန်တဲ့လူဒီအဖွဲ့အစည်းတွေလည်းထပ်ပြီးမှပဲပေါ်လာတဲ့အတွက်ကြောင့်ဒါဟာကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အမြင်မှာဆိုရင်တော့ဒါနှစ်ပေါင်း100လောက်မှတစ်ခါလောက်ပေါ်တဲ့အခွင့်အရေးဆိုတော့ဒီအခွင့်အရေးကိုကျွန်တော်တို့ကအကောင်းဆုံးနဲ့ဒီအကျိုးရှိအသုံးချနိုင်ဖို့လည်းလိုပါတယ်ဒီဟာကိုလည်းကျွန်တော်တို့ ICNCC မှာကကောင်းဆောင်ကြီးတွေကိုလည်းတီးပြီးသားဆိုပေမဲ့ကျွန်တော်အနေနဲ့ဒီနေရာမှာထပ်ပြီးမှပဲထပ်လို့အတီးပေးရင်းနဲ့ဒီလက်ရှိအခွင့်အရေးတွေကိုအကျိုးရှိနဲ့အသုံးချပြီးမှပဲဆက်လို့ကြိုးစားကြမယ်ဆိုတဲ့ဟာမျိုးကိုလည်းပြောလိုပါတယ်နောက်တစ်ခုထောက်ပြလိုတာကတော့ဒီကျွန်တော်တို့ကအခုလိုမျိုးစူးစမ်းတဲ့အချိန်မှာတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့အချင်းချင်းကြားထဲမှာသဘောထားကြီးများမှုတွေပြီးရင်မြေပြင်ပကတိအခြေအနေတွေအမှန်တွေကိုတေချာစွာသိရှိနားလည်အောင်တွက်ဆထားတဲ့တွက်ဆမှုတွေအပါအဝင်စီလုံးညီညွတ်မှုတွေပြီးရင်ဒီတစ်ဖွဲ့နဲ့တစ်ဖွဲ့အပါအဝင်တစ်ဖွဲ့ဤမဟာမိတ်ပေါင်းစပ်နိုင်မှုဘယ်လောက်ရှိသလဲဝင်ဆနိုင်မှုဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်တွေအပြင်ဒီစစ်ဘက်ဆိုင်ရာပစ္စည်းတွေပြည့်စုံနေဖို့အသက်ရှိတဲ့အချိန်ခန့်အချက်လက်တွေကိုလည်းပိုလို့ကောင်းတဲ့ကောင်းအောင်လုပ်ဖို့ဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်အနေနဲ့ဒီအပြုသဘောနဲ့အကောင်းမြင်တဲ့စိတ်နဲ့ပြောလိုပါတယ်နောက်တစ်ခုကလူအများသိတဲ့စကားတစ်ခုဖြစ်တယ်လို့ဒီစစ်အားဆိုတာကဒီကဘာမှာရောမြန်မာမှာရောဒီစစ်အားတည်တာလည်းအရာဖြစ်ပြီးခွန်အားကြီးတဲ့လူကသာအောင်နိုင်တယ်ဆိုတော့
ဒီဘောနော်သဘောတရားအရာရှိနေတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ကိုယ်နဲ့သက်ဆိုင်တဲ့ဥပမာရှင်းဆိုရှင်းတဲ့သက်ဆိုင်တဲ့ရှင်းကာကွယ်ရေးတပ်တွေချင်းပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင်ရှင်းနဲ့သက်ဆိုင်တဲ့စစ်အင်အားတွေကိုလည်းပိုလို့အကောင့်လောက်ကြပါဆိုတဲ့ဟာမျိုးကိုလည်းကျွန်တော်အနေနဲ့စစ်ဘက်ဆိုင်ရာတာဝန်ကိုထမ်းဆောင်နေတဲ့လူတယောက်အနေနဲ့လည်းထပ်ပြီးမှပဲတိတ်တွန်းပြောကြလိုပါတယ်ဒါကတော့တီးပြီးသားစကားပြောဖြစ်ပေမဲ့ဒီနေ့ဒီချိန်ခါမှာထပ်ပြီးပြောရတယ်ဆိုတဲ့ဟာမျိုးကလိုအပ်နည်းနည်းလိုအပ်နေတဲ့အတွက်ကြောင့်လည်းကျွန်တော်အနေနဲ့အခုလိုမျိုးပြောရခြင်းဖြစ်ပါတယ်နောက်တစ်ခုကဒီကဘာကြီးမှာအခုဆိုလို့ရှိရင်ကဘာအင်အားကြီးနိုင်ငံတွေအရှိရှိပြည့်နေတဲ့စစ်ပွဲတွေမှာဆိုလို့ရှိရင်ဒီစစ်အင်အားလက်နဲ့ပါလာတဲ့လူကသာလျှင်သူကပိုပြီးမှပဲနေရာရနိုင်တယ်ကိုလူမျိုးကိုကာကွယ်နိုင်တယ်ကိုတိုင်းပြည်ကိုကာကွယ်နိုင်တယ်ဆိုတဲ့ဟာမျိုးကနေဝထင်ထင်လေးမြင်နေရပြီဖြစ်ပါတယ်ဒါကြောင့်ကိုဒေတာကိုပြည်သူလူထုကိုကာကွယ်ဖို့အတွက်ပိုလို့အကောင့်တဲ့ဒီစစ်ဘက်ဆိုင်ရာပြင်ဆင်မှုတွေစုဖွဲ့မှုတွေနဲ့ဇနီးကြတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့အတွက်ကိုလည်းစူးစမ်းကြပါဆိုတဲ့ဟာကိုလည်းကျွန်တော်အနေနဲ့ထပ်ပြီးမှပဲအသိပေးလိုပါတယ်ဒီနေ့ဒီမြန်မာနိုင်ငံထဲမှာဆိုလို့ရှိရင်လူမျိုးရှိကြပါတယ်ကရှင်ကရပြည်ရှင်းအစားရှိသဖြင့်အဲ့ဒီအထက်မှာမှဒီရှင်းအမျိုးသားတွေဟာနိုင်ငံရေးကိုခံအားနဲ့ဒီနိုင်ငံရေးဖက်မှာအာသံနေဆိုတာကိုကျွန်တော်တို့သတိထားမိပါတယ်ဒါပေမဲ့စီးရေးဖက်မှာတော့သူတို့အနေနဲ့အားနည်းနေတဲ့အပိုင်းကိုတွေးမိတယ်ဒါကြောင့်အရင်တုန်းကဒီအားနည်းချက်တွေကိုဒီနေ့ဒီချိန်ခါမှာ ICNCC အပါအဝင်ရှင်းအမျိုးသားတွေကိုကိုစားပြုနေတဲ့လူတွေအနေနဲ့လည်းဒီထက်ပိုလို့အားကောင်းအောင်အားတောင်းဘောနော်အားတွေပိုလို့တောင်းလာအောင်အတွက်ဆက်လက်လုပ်ပြီးမှလုပ်ကြဖို့ဆိုတဲ့ဟာကိုဒီကျွန်တော်တို့ညီနောင်အဖိနှိတ်ခံဘွားတူအင်းနီနာရှင်ညီကိုတွေအနေနဲ့ကျွန်တော်တို့ ULAအနေနဲ့လည်းထပ်ပြီးမှပဲအပြုသဘောဆောင်တဲ့ပုံစံမျိုးနဲ့ဒီနေ့လိုမျိုးအခါခွင့်ကြုံတဲ့အချိန်မှာထပ်ပြီးမှပဲထောက်ပြလိုပါတယ်နောက်တစ်ခုကဒီနွေဦးတော်လိုင်းမှာပေါ်လာတဲ့အဖွဲ့အစည်းတွေကတော့များပါတယ်သူတို့မှာအာသာချက်တွေအများကြီးရှိသလိုအားနည်းချက်တွေလည်းရှိနေကြတော့မှာအာသာချက်တွေကိုတော့ကျွန်တော်အနေနဲ့အများကြီးမပြောလို့ပဲမဲ့ခုနကပြောတဲ့အားနည်းချက်တွေကိုအချိန်တူတူတွေမှာအချိန်မီပြုပြင်နိုင်ဖို့လိုပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လက်ရှိရနေတဲ့အခွင့်အရေးဟာနောက်ထပ်ဘယ်လောက်ဆက်ပြီးမှရနိုင်မလဲအထူးသဖြင့်တစ်ဖက်ကကိုယ့်ရဲ့ဘုံရန်သူဖက်ကသူတို့အနေနဲ့ကျွန်တော်တို့ရရှိထားတဲ့အခွင့်အရေးကိုဆက်လို့မပေးဖို့အတွက်ကြိုးစားနေတယ်ဆိုတဲ့ဟာမျိုးကိုလည်းအလုံးသိပြီးသားဖြစ်ပါတယ်ဆိုတော့အခုကလက်ရှိရနေတဲ့အခွင့်အရေးဟာနေသမျှနေလာတဲ့အတွက်ကြောင့်ရတဲ့အချိန်ကာလဒီထဲမှာကျွန်တော်တို့ကအင်တိုက်အားတိုက်နဲ့ဒီနေ့မှညမဒီအစားတိုးပြီးမှပဲစူးစမ်းပြီးမှကိုယ့်ရဲ့အားနည်းချက်တွေကိုအချိန်မီပြုပြင်နိုင်ဖို့အတွက်လည်းမျှော်လင့်သလိုအဲ့ဒီအတွက်လည်းဆိုခွန်အားအပြည့်နဲ့ဒီစူးစမ်းကြပါလို့လည်းထပ်ပြီးမှပဲပြောလိုပါတယ်နောက်တစ်ခုနောက်ဆက်လက်ပြီးမှပြောလိုတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီအဖွဲ့အစည်းတစ်ခုမှဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်အစုအဖွဲ့တစ်ခုမှအောင်မြင်တဲ့အကြောင်းအရာတွေရှိပါတယ်ဆိုတော့ဒီအဲ့လိုမျိုးအောင်မြင်မှုအချင်းရဲ့အဓိကအကြောင်းအရာတွေမှာကဒီခေါင်းဆောင်အချင်းချင်းကြားထဲမှာအပြန်အလှန်နားလည်မှုပြီးရင်ယုံကြည်မှုတန်ဖိုးထားမှုညီကိုစိတ်ဓာတ်ရှိမှုတွေဟာမရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ဟာကတော့အလုံးပြီးသားဖြစ်ပါတယ်ဒီထဲမှာဆိုရင်ကျွန်တော်တို့အသက်ကြီးဝါကြီးအသက်ပိုင်းဆိုင်ရာကြီးသလိုနိုင်ငံရဲ့အတွေ့အကြုံရင်းတဲ့လူတွေလည်းအများကြီးပါပါတယ်သူဒီလိုမျိုးခေါင်းဆောင်ကြီးတွေရှိမှဒါကိုပြောပြနေတာကလည်းကျွန်တော်အနေနဲ့မိကြောင်းမဲရေခေးပြနေတယ်လို့မဟုတ်ဘဲနဲ့ဒီအာနိရှက်တွေကိုပွင့်ပွင့်လင်းလင်းနဲ့ထောက်ပြပြီးမှတော်လှန်ရေးအဖွဲ့အစည်းတစ်ခုရဲ့ညီမချက်အပြင်နိုင်ငံလုံးအတိုက်အတာအဖြစ်တော်လှန်ရေးရဲ့အားကောင်းလာဖို့အတွက်အားပေးစကားပြောကြတယ်လို့ပဲမှတ်ယူပေးပါပြီးတော့ဒီ9နှစ်တာကာလဖြတ်သန်းမှုထေကရရှိလာတဲ့အတွေ့အကြုံကောင်းတွေကိုအခြေခံပြီးမှပဲရင်းကျက်မှုတွေနဲ့အတူတူဆက်လက်စူးစမ်းရမယ်ကျွန်တော်တို့အနေနဲ့လည်းအင်းနီနာရှင်ပြည်သားစွာနဲ့ရှင်းရခိုင်အပါဝင်ဒီမှာရှိတဲ့ဗမာတော်လှန်သူဗမာသူအစုအဖွဲ့တွေအားလုံးနဲ့လည်းတချို့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းဒီဘောနော်ဒီဆက်လို့ကြမ်းကြမ်းခံပြီးမှပဲညီဆိုင်သွားရမယ့်အချိန်ကာလတွေဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ဒီနေ့ ICNCC အခမ်းအနားကိုကျွန်တော်တို့ ULA
အနေနဲ့အခုလိုမျိုးတဲရောက်တဲ့အတွက်ကြောင့်လည်းအများကြီးဝမ်းသာမိသလိုဒီမှာရှိတဲ့ညီကိုတွေအနေနဲ့လည်းခွန်အားတွေအများကြီးရရှိပြီးမှမိမိရဲ့အဖွဲ့အစည်းဒီထက်ပိုပြီးမှပဲတိုးတက်အောင်မြင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ကျွန်တော်ရဲ့ခွန်အားပေးစကားကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကြမ်းကြမ်းမာမာနဲ့လုံလုံချုံချုံရှိကြပြီးမှတော်လှန်ရေးကိုဒီထက်အားကောင်းအောင်ကျွန်တော်တို့လိုချင်တဲ့ညီမရှက်ပန်းနိုင်ကိုအရောက်တော့ကြပါစို့လို့ပြောကြရင်နေကုန်ချုံအပ်ပါတယ်အားလုံးခါတော့ပြပါတယ်